ချင်းရှိတဲ့လူကဒီနေ့မိုးရွာလိမ့်မယ်လို့ပြောသလိုအောင်မြင်မိသားသူတွေကတော့ဘဝဆိုတာရှိမှန်းချက်ရှိရမယ်လို့ပြောတတ်ကြတာပဲသူတို့ကံကောင်းတာကမိုးလို့မကုန်သေးတာပဲတခုခတ်တာကကျွန်တော်ရှိမှန်းချက်တွေကလေဒီကာကာရဲ့ fashion တွေလို့တခုပြီးတခုခက်မြန်မြန်ပြောင်းလဲနေတာပဲ၃နှစ်သားလောက်ကစူပါမန်ရုပ်ရှင်တွေကြည့်ပြီးမိုးပေါ်ပြန်ခြင်းတယ်ဒါနဲ့ဖေးပစိုးတစ်ထည်ကိုလေဘေးမှာတိုင်းချပြီးထမင်းစပိုင်းပေါ်တက်ခုန်ချလိုက်တာခြေသပွတ်တိုင်လဲသွားတယ်နည်းနည်းကြည့်တော့တာဆန်ကိုအားကြပြီးဒီပမော်တက်ຫນွေယူလွယ်တယ်ကျိုးပြက်ကြလို့9ရက်လောက်အိပ်ရတယ်လဲနေခဲ့ရတယ်9တန်းရောက်တော့စူရိုက်ချမ်းတဲ့ကျောင်းဆရာမကြီးနဲ့ကြုံပြီးသူ့ယောက်ျားဖြစ်ချင်းမြန်ရောကျောင်းဆရာမကြီးဟာသူ့ယောက်ျားကိုတော်တော်ကြောက်ရတယ်ဆိုတဲ့သတင်းကြောင့်ပါနောက်တော့ဂျေးတင်းကိုအားကြလို့ငါပြတဲ့စီကရက်နှခမ်းတောင်းမှခဲထားတော့အဖေကတွေ့သွားပြီးရွှေမရောက်သေးဘူးဆလစ်တော့လို့ရိုက်ခံခဲ့ရတယ်အဲ့ဒီကလေးကရီမန်းချက်ဆိုတာချိန်လုံးကျောင်းဆရာမကြီးယောက်ျားချီတဝတ်တိုင်းလေချင်းတို့နဲ့တခါတည်းဆက်နေတတ်ပါလားလို့သဘောပေါက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကရီမန်းချက်ကိုဆွလွတ်လိုက်ဖို့စိတ်ကူမရှိပါဘူးအတန်းတွေကခက်လာလာကောင်းပါလိမ့်တော့နဲ့ရည်စားဖြစ်ဖို့ရီမန်းချက်ထားခဲ့ပြီးမယ်သူတို့ရီမန်းချက်ထဲမှာကျွန်တော်ပါပုံမရလို့မအောင်မြင်ခဲ့ပါဘူးအတန်းပေါ်ကျွန်တော်တကယ်ချင်းကတော့ရီမန်းချက်တော်တော်ကြီးတယ်သူကတင်36ရင်32မပြည့်ဘယ်မင်းကလေးနဲ့မှအယောမတူမနေဘူးရတော့မီးရပင်ကလေးနဲ့ကြာသွားရှာတယ်ရီမန်းချက်ဆိုတာတစ်ခါတလေတော့လဲလွယ်တတ်တာပါပဲတစ်ခါကကျွန်တော်စတိုးဆိုင်တစ်ဆိုင်နဲ့ဝင်သွားတယ်အယောင်စီးကောင်မလေးရဲ့အလှကိုမျက်စိရတာခံရင်စီးပေါ်ပစ္စည်းတစ်ခုလောက်ဟန်လောက်ဝယ်မယ်ဆိုတဲ့ရီမန်းချက်နဲ့ပေါ့ကောင်မလေးကောင်တာရှိမှရက်မိလို့ကောင်မလေးကဘာလို့ရှင်သေးလို့လဲပြီးတော့ကျွန်တော်ကငုံမကြည့်ပဲမှန်ဗီဒီယိုလေးကိုလက်ညှိုးထိုးပြလိုက်တယ်ကျွန်တော်လက်ညှိုးထိုးပြတဲ့အရာကိုကောင်မလေးကထုတ်ပြီးတော့အဲ့ဒါကကွန်တုံးတစ်ခုဖြစ်နေတယ်ကောင်မလေးကပြောလိုက်သေးတယ်ပြောတတ်ရင်အဖို့ဆောင်ထားတာကောင်းတယ်တဲ့ကျွန်တော်လည်းရှက်ရှက်နဲ့လက်ထွက်လာခဲ့တာမှန်တကားကြီးတစ်ချက်လုံးကိုထောက်ပေါက်ထင်ပြီးဝင်တူမိတော့တာပဲ